မင်္ဂလာပါရှင်ဗရမ ्या မြင့်အင်ချမ်းမြေကျိုးဆောင်မှာလမ်းတစ်လမ်းမကြီးနဲ့အနည်းဆုံးမှာရှိတဲ့နေကျင်စရာအင်လာလာလေးတစ်လုံးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ယခုမြင်တွေ့နေရတာကတော့လမ်းတစ်လမ်းမကြီးပဲဖြစ်ပါရဲ့ရှင်လမ်းတစ်လမ်းမကြီးတိုင်းတက်ဝင်လာရင်ဗရမ ्या မြင့်ရုံခန်းလေးကိုအရင်တွေ့ပါလိမ့်မယ်ရှင်ဒါကတော့အထက်တန်းကျောင်းကြီးပဲဖြစ်ပါရဲ့ရှင်အိမ်လေးရဲ့လမ်းထိပ်လေးမှာလည်း TM စားတောက်ဆိုင်ကြီးရှိတယ်နော် TM စားတောက်ဆိုင်ကြီးပိတ်ကရက်ကလည်းမြောက်တုံမှာလည်းတိုင်းတက်ဝင်လာမှာပါရှင်ယခုမြင်တွေ့နေရတာကတော့မြောက်တုံမှာလည်းပဲဖြစ်ပါရဲ့ရှင်ဒါကတော့အင်းရှိလမ်းလေးပါရှင်အိမ်လေးကနေကျစရာရက်ခုမှာကောင်းပါရဲ့ရှင်အိမ်ရှိမှာလည်းကားထားလို့ရသေးရဲ့နော်ယခုလိုမျိုးလမ်းတစ်လမ်းမကြီးနဲ့အနည်းဆုံးမှာရှိပြီးနေကျစရာကောင်းတဲ့အိမ်လာလေးကိုမထင်ထားတဲ့ဈေးနှုန်းလေးနဲ့ရောင်းချပေးမှာဖြစ်ပါရဲ့ရှင်ကဲဈေးနှုန်းလေးကလည်း3950ဆိုတော့အရန်ကုန်မှတန်နေနော်ဈေးနှုန်းလေးကလည်းအရန်တန်ပြီးယခုလိုမျိုးနေကျစရာကောင်းတဲ့အင်္ဂလာလေးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ဗရန်များမြင့်ချန်မျိုးကိုအများဆုံးလှလာခဲ့လိုက်တော့နော်ဥတူရမှာဖြစ်လို့မြင်မြန်လေးလှလာခဲ့လိုက်ပါတော့နော်ကျေးဇူးတင်ပါတယ်ရှင်